ခေါင်းစဉ်ကတော့ယေရှုလျှောက်ခဲ့သောအောင်မြင်သောလမ်းဆိုပြီးတော့ဒီမှာနာမည်ပေးထားပါတယ်ယေရှုလျှောက်ခဲ့တဲ့လမ်းကအောင်မြင်ခြင်းလမ်းကိုသူ့အတွက်ကတော့အောင်မြင်ပြီးသားပဲဘာဖြစ်လို့ကျွန်မတို့ဒီလိုခေါင်းစဉ်ပေးထားတယ်လဲဆိုတာဆက်လက်ပြီးတော့မှနားထောင်ခံယူဖို့ပြောပြချင်ပါတယ်လို့သခင်ယေရှုရဲ့အသက်တာထဲမှာကြီးကြီးမားမားလူထုပရိသတ်ကြီးကသူ့ကိုဩဘာပေးပြီးတော့ချီးမွမ်းပြီးတော့ဂုဏ်ပြုခြင်းခံရတာကဒါဟာပထမနဲ့နောက်ဆုံးဖြစ်မဲ့ခြင်းတယ်သူ့ကိုတခါတည်းဂျေရုရှလင်မြို့ကိုသူဝင်လာတဲ့အချိန်မှာသူ့ကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုကြတယ်ချီးမွမ်းကြတယ်အဲ့ဒီအကြောင်းကရှင်လုကာအခန်းကြီး19အငယ်28နော်28ကနေဖတ်ချင်ပါတယ်ထို့သောမိန့်တော်မူပြီးမှနော်အပေါ်မှာတို့ဒီဘာလဲယေရှုကဩဘာဒတွေပေးနေတာနော်28မှာထို့သောမိန့်တော်မူပြီးမှတပည့်တော်တို့ရှေ့၌ကြွ၍ယေရုရှလင်မြို့သို့ခရီးသွားတော်မူ၏တာလွင်အမိရှိသောတောင်ခြေရင်း၌ဗက်ဟာဂေရွာနှင့်ဗေသနိရွာအနီးသို့ရောက်တော်မူသောအခါတပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍သင်တို့ရှေ့၌ရှိသောရွာကိုသွားကြထိုရွာတို့ရောက်လေအဘယ်သူမျှမစည်းဘူးသောမိကလေးရှင်အောင်ရဲ့ရှိသည်ကိုသင်တို့သည်တွေ့မြင်လိမ့်မည်မိကျိုးကိုဖြည့်၍ဆောင်ခဲ့ကြလူတစ်ပါးကအဘဲကြောင့်မိကျိုးကိုဖြည့်သည်နည်းဟုသင်တို့ကိုဆိုလေသခင်အလိုရှိသည်ဟုပြန်ပြောကြလော့ဟုမှာထား၏ထိုတို့စေလွတ်သောသူတို့သည်တွား၍စကားတော်အတိုင်းတွေ့ကြ၏မိကျိုးကိုဖြတ်ဆင်းတွင်မိရှင်တို့ကသင်အဘဲကြောင့်ဒီမိကျိုးကိုဖြည့်သည်နည်းလို့ဆိုလင်သခင်အလိုရှိသည်ဟုပြန်ပြောကြ၏ယေရှုထံသို့မိကလေးကိုဆောင်ခဲ့၍မြင်းကြောပေါ်မှာမိမိတို့အဝတ်ကိုတင်ပြီးလင်ကိုတော်ကိုစီးစေကြ၏ခရီးသွားတော်မူစဉ်တွင်လူအများတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏တန်လွင်တောင်ပေါ်ကဆင်းရအရက်သို့ရောက်တော်မူသောအခါတပည့်တော်များအပေါင်းတို့သည်မိမိတို့မြင်ခဲ့ပြီးသောတကိုးတော်များကိုထောက်၍ဝမ်းမြောက်သောစိတ်နှင့်ဘုရားသခင်ကိုထောမနာပြုကြ၏သာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည်မင်္ဂလာရှိစေတည်းကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းရှိစေတည်းကောင်းကင်ဘဝရဲ့ဘုံကြီးပါစေတည်းဟုကြွေးကြော်ကြ၏လူစုဝေး၌ပါသောဖိုင်ရှဲအချို့တို့ကအရှင်ဖယားကိုတော်ဤတပည့်တော်တို့ကိုဆုံးမပါဟုလျှောက်လျင်ယေရှုကလည်းငါဆိုသည်ကဤသူတို့သည်တိတ်ဆိတ်စွာနေလင်ကြောက်ခဲတို့သည်ချက်ချင်းကြွေးကြော်ကြလိမ့်မည်ဟုမိန့်တော်မူတယ်ရက်တွေကဆရာကြီးဆရာမငယ်ပြောသလိုပေါ့သူဟာလေးနဲ့သူဗိတ်တိတ်ရှိတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့မှာဒီအုံလက်တွေလှုပ်ထားတယ်တချို့ကဘာတွေလဲဟာနော်လှတာလဲမဟုတ်ပန်းလဲမဟုတ်ပဲနဲ့လို့နော်တွေးတော်ကောင်းတွေးတော်မယ်နော်ဒီနေ့ကတာလွန်ခက်တဲ့နေငွေပမ်ဆန်ဒီလို့ခေါ်တဲ့နေ့ရက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတာလွန်ပင်တွေနော်မရှိတဲ့အတွက်ကြောင့်ဒီမှာအနည်းဆက်ဆုံးအုံလက်ကလေးတွေကိုလှုပ်ထားတာဖြစ်ပါတယ်ဆိုတော့ခေါင်းစဉ်ကယေရှုလျှောက်ခဲ့သောအောင်မြင်သောလမ်းနော်သူဒီအောင်မြင်ပြီးသားဖြစ်တယ်ကောင်းကင်ဘုံမှာရှိပြီးတော့မှခမည်းတော်နဲ့အတူရှိပြီးတော့မှအောင်မြင်ပြီးသားဘုရားရဲ့သားတော်ဖြစ်တယ်ဒါပေမဲ့ဤလောကကိုသူကြွလာရတဲ့အကြောင်းရင်းကစာတန်ဖျက်ဆီးလို့စာတန်ကဖမ်းချုပ်ပြီးတော့မှဆင်းရဲခြင်းအမျိုးမျိုးကိုခံစားရတယ်ဆင်းရဲခြင်းဆိုတာပိုက်ဆံမရှိရုံမဟုတ်ဘူးစိတ်ဓာတ်ကြတယ်စိတ်ညစ်တယ်မျောလင်းရမဲ့တယ်အလိုမကျနိုင်ဘူးငြိမ်သက်ခြင်းမရှိနိုင်ဘူးဝမ်းမြောက်ခြင်းမရှိနိုင်အမျိုးစုံဆင်းရဲခြင်းကိုခံရတာကကျွန်မတို့ဒီဖယားနဲ့ဝေးကွာသွားတာဖယားသခင်နဲ့ဆက်ဆက်လို့အတူနေလို့မရတော့ဘူးဒါကြောင့်မို့ကျွန်မတို့ပြန်လဲသိမ့်ပိုက်တယ်ဆိုတော့ဘာကိုသိမ့်ပိုက်မလဲဆိုတော့အဲ့ဒီမှာအေဒင်ဥယျာဉ်မှာရှိတဲ့မြစ်တွေအဲ့ဒီကထွက်တဲ့ရွှေတွေအဲ့ဒီကအသီးအစားတောက်တွေမဟုတ်ဘဲနဲ့ပထမဦးဆုံးကျွန်မတို့ဆုံးရှုံးသွားတာကဖယားသခင်မြတ်တာကိုကျွန်မတို့လက်လွတ်လိုက်ရတယ်အာမင်ဖယားမြတ်တာကိုသိတယ်မသိတော့ဘူးခံလဲမခံစားတော့ဘူးအဲ့ဒီမြတ်တာထဲမှာမိတ္တာရဖွဲ့ခြင်းလဲပြီးဆုံးသွားပြီအဲ့ဒီကစဒုက္ခဆင်းရဲတွေနောက်ဆုံးငရဲထိရောက်ဖို့အတွက်ကျွန်မတို့ကြုံတွေ့ရတာဖြစ်တယ်ဒါပေမဲ့ဘုရားကမနေဘူးကျွန်မတို့သိချစ်တဲ့အတွက်ကြောင့်ကျွန်မတို့သူ့စီကိုပြန်ရောက်နိုင်ဖို့သူနဲ့သူပြန်ရှိနိုင်ဖို့အေဒင်ဥယျာဉ်မှာဆုံးရှုံးခဲ့တဲ့မိတ္တာရဖွဲ့ခြင်းတွေမြတ်တာထဲမှာအတူတကွရှိခဲ့တဲ့အရာတွေအားလုံးကဆုံးရှုံးပျောက်ကွယ်သွားတာဖြစ်တယ်ဒါလူမျိုးအလုံးနဲ့ဆိုင်တယ်လူတစုခရိယန်ချင်းလူတစုကရင်နေမဟုတ်လူအလုံးနဲ့သက်ဆိုင်တာ
လူအားလုံးအတွက်လည်းဖြစ်တယ်နော်အဲ့ခါမှာဘုရားကဘလို့ကျမတို့သူ့စီကိုပြန်လာနိုင်မဲ့နီလန်းကိုရှာတဲ့အခါမှာအပြစ်ရှိတဲ့ကျမတို့ကဘုရားအပြစ်မရှိတဲ့ဘုရားနဲ့အတူနေလို့မရဘူးသူ့စီကိုပြန်ခွင့်လည်းမရှိဘူးအေဒင်ဥရဲ့တကားလည်းပိတ်လိုက်ပြီးကောင်းတမန်ကိုဆောက်ရှောက်ခိုင်းတယ်ဒါကြောင့်အဲ့ဒီဆုံးရှုံးသွားတဲ့ဘုရားရဲ့မေတ္တာနဲ့ဆုံးရှုံးသွားတဲ့မိတ္တာရဖွဲ့ခြင်းအတူတူဖြစ်တယ်အဲ့ဒါကိုကျမတို့ကပြန်တိဆောက်လို့မရဘူးတိဆောက်ဖို့အခွင့်အရေးလည်းမရှိသလိုတိဆောက်နိုင်မှာလည်းမဟုတ်ဘုရားကပဲတိဆောက်တာဖြစ်တယ်အာမင်ဒါကြောင့်သူရဲ့တပါးဒီသောသားတော်ကိုလောကကိုဆင်လွတ်ပြီးတော့မှကျမတို့ရဲ့အပြစ်တွေအားလုံးတလောကလုံးရဲ့အပြစ်ကိုသားတော်အပေါ်မှာတင်ပြီးတော့ဟိုအပြစ်အခါအားလုံးကိုသူခံပြီးသွားတဲ့အခါကျမတို့ကအပြစ်မရှိတော့သူဖြောင့်မတ်တော်သူတွေကဲ့သို့ဘုရားကလက်ခံပြီးတော့မှကျမတို့ကိုအပြစ်မလုပ်ဘူးတော်သူကဲ့သို့ကျမတို့ကိုလက်ခံတာဘာဖြစ်လို့လဲယေရှုကိုကျွန်တော်တို့ယုံကြည်လို့ယေရှုလှုပ်ဆောင်ပေးတော့အရာတွေကိုလက်ခံတဲ့အတွက်ကြောင့်ဘုရားကဖြောင့်မတ်ခြင်းကိုကျမတို့ပေးတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကျွန်တော်ကြည့်တဲ့အခါဂျပန်ရုပ်ပေါက်နေတာလှုပ်ရှားတာသွားတာစကားပြောတာကြီးတာဂျပန်နေကျွန်တော်တို့မြင်ဘူးတဲ့ဆိုတော့လေသူဂျပန်လုံးဖြစ်နေတာဒါပေမဲ့သူတို့ကပြောတော့ဂျပန်မဟုတ်ဘူးစင်ကာပူနိုင်ငံတူတရုတ်စစ်စစ်ဩနေတဲ့နိုင်ငံဒါအရေးကြီးပါလားအာမင်ဟုတ်တယ်ဆရာကြီးကျမတို့ရှိတဲ့နိုင်ငံဒါအရေးကြီးရနော်ဆရာလို့ဟုတ်တယ်အဲ့ဒီမမြင်နိုင်တဲ့နိုင်ငံကတင်းရဲ့အထဲမှာယေရှုကတည်ထောင်တာဖြစ်တယ်တင်းဟာထိုနိုင်ငံသားဖြစ်တယ်အာမင်ဒါလောကနိုင်ငံသားမဟုတ်ဘူးဆိုတော့ကိုယ့်ကိုယ်အမြဲတမ်းတတိပေးဖို့လိုအပ်တယ်ဟာလေလုယာအဲ့ဒီနိုင်ငံမှာတင်းနဲ့ကျွန်ုပ်ကကောင်းမွန်စွာသူ့ရဲ့အုပ်ချုပ်မှုအောက်မှာသူ့ရဲ့နီးစနစ်တွေအောက်မှာသူ့ရဲ့အုပ်ဆိုးခြင်းထဲမှာရှိမယ်ဆိုရင်အဲ့ဒီနိုင်ငံတော်သားရဲ့လက္ခဏာကကျမတို့အသက်တာမှာထင်ရှားမှာဖြစ်တယ်ဟာလေလုယာအခုလည်းထင်ရှားတာတွေအများကြီးမှာတွေ့ရတယ်အာမင်နော်ဒါကြောင့်တကယ်တမ်းကျွန်တော်ယေရှုကိုရတယ်ဆိုရင်ကျွန်တော်ရုပ်ကြီးကယေရှုလိုပတိုင်းငွေတွေနဲ့မျက်နှာရှိရှိအဲ့လိုတော့ဟုတ်ချင်မဟုတ်မယ်ဒါပေမဲ့ယေရှုရဲ့တရံကကျွန်တော်ထဲမှာထင်ရှားမှာဖြစ်တယ်အာမင်ဟာလေလုယာဒါလေးကြားဖြတ်တော့ပြောချင်တယ်အဲ့တော့အဲ့ဒီပြန်လဲပြီးတော့မှသူ့စီကိုပြန်လာရတဲ့အခွင့်ခရားနဲ့ပြန်လဲမိတ္တာရဖွဲ့တဲ့အချင်းသူ့ရဲ့မြတ်တော်ပြန်လဲခံစားခွင့်ရတာကယေရှုတော်တက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီယေရှုတော်ဟာအလကားတော့မရဘူးယေရှုကလူသားတွေအပြစ်အလုံးသူ့ပေါ်မှာအတင်ခံတယ်အဲ့ဒီအပြစ်အခါအလုံးသူခံသွားတယ်နောက်ဆုံးလက်ဝါးကားတိုင်းထိသူမင်းတို့တင်ရမယ်ဆိုတဲ့ကြိမ်ချင်းကိုသူကိုယ်တိုင်လက်ဝါးကားတိုင်းပေါ်မှာအတင်ခံတယ်ပြန်လဲရှင်ပြန်ထမြောက်တဲ့အခါတေချင်းကိုသူလုံးဝဖျက်ဆီးလိုက်တာဖြစ်တယ်အပြစ်နဲ့ပတ်သက်တဲ့ကျွန်တော်ခံရမယ့်အရာအားလုံးလည်းပြီးဆုံးသွားပြီယေရှုအားဖြင့်ကျွန်တော်တို့ကအောင်မြင်တော်သူတွေဖြစ်တယ်ယေရှုအားဖြင့်ဘုရားသခင်စီမှာပြန်သွားနိုင်ရတဲ့အခွင့်ကိုရတော်သူတွေဖြစ်တယ်ပြန်ခွင့်ရတာကယေရှုတော်ဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကအဲ့ဒါအလေးမထားဘူးတခါတည်းဘုရားကျောင်းသွားတယ်ဆယ်ဘိုးတဘိုးထဲတယ်ငါကမကောင်းတာမလုပ်ဘူးအဲ့ဒါဒီနဲ့ပဲကိုယ့်ဟာကိုယ်တော့တခါတည်းချီးမွမ်းနေတာအဲ့ဒါဒီအားဖြင့်တော့ဘုရားစီကိုသွားလို့မရယေရှုကလှုပ်ဆောင်ပေးတော့အရာတွေအသွေးတော်အားဖြင့်ကျမတို့ကိုရွေးနှုတ်ကယ်တင်တဲ့လှုပ်ဆောင်ပေးခြင်းတွေအားလုံးကိုနေ့တိုင်းဝန်ခံမှအဆက်မပြတ်စဉ်းစားပြီးဆင်ခြင်ပြီးတော့ဝန်ခံတဲ့အခါမှာယေရှုနဲ့ကျမတို့ချိတ်ဆက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ခမည်းတော်နဲ့လည်းချိတ်ဆက်ပြီးသားဖြစ်သွားတယ်အာမင်နော်အဲ့တော့နော်အဲ့ဒီယေရှုကအောင်မြင်ပြီးသားဖြစ်တယ်လူသားစာတရားယာနှုံးပြည့်ဘုရားစာတရားလည်းယာနှုံးပြည့်ပဲယေတရှိမန်ဥယျာဉ်မှာသူတပည့်တော်တွေကအိတ်ငိုက်ကြတယ်သူ့ကိုစောင့်ကြတာဆူတောင်းဖို့နေနေတာအိတ်ငိုက်ကြတယ်အိတ်ကိုပျော်ကြတာယေရှုကအဲ့ဒီမှာတင်တဲ့ကျွန်တော်ကိုရွေးတာဖြစ်တယ်အဖကျွန်တော်ဒီခွက်နဲ့လွဲနိုင်ရင်တော့လွဲချင်ပါတယ်သူခံရမယ့်အရာတွေကိုသူလည်းကြောက်တယ်လူသားတယောက်နေနဲ့လွဲနိုင်ရင်တော့ကျွန်တော်လွဲချင်ပါတယ်ဒါပေမဲ့အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးတော့မှတင်တဲ့ကျွန်ုပ်ကိုရွေးချယ်ခဲ့လို့တင်တဲ့ကျွန်ုပ်အတွက်သူအကုန်လုံးကိုအဖို့ခပေးဖို့ဆုံးဖြတ်ချက်ချခဲ့လို့ဒီနေ့ကျမတို့ကခုလိုရှိနေရတာဖြစ်ပါတယ်အာမင်ဟာလေလုယာအဲ့တော့ဒီဂျေရုဆလင်မြို့မှာသူကသွားဖို့ဖြစ်တယ်ဝင်ဖို့ဖြစ်တယ်အဲ့ခါမှာခုနကြားတဲ့အတိုင်းပဲထာဝရဘုရားအခွင့်နဲ့ကြွလာတော်သူဒီမင်္ဂလာရှိပါစေတည်းအိုဟောရှနာဖြစ်စေတည်းဘုရားအခွင့်နဲ့ရောက်လာတော်သူရှင်ဘုရင်ဖြစ်တယ်နော်ထာဝရဘုရားအခွင့်နဲ့ကြွလာတဲ့ရှင်ဘုရင်ဟာမင်္ဂလာရှိတယ်တဲ့ကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းရှိပါစေမြေကြီးပေါ်၌လည်းကိုယ်တော်ရဲ့ကောင်းကင်ဘုံကြီးပါစေ
追ကြော家的。这地路的把非罗都我的天比了，一个里的原来的耶稣都他讲做错的，啊，这家对这嘛的，但是没怎么谁才嘛对的，还的在那变成那不，哦，不要听啊，啊，这啊这嘛不路，对打撇的，哦，这把的都打到撇的，啊，这嘛路开幕越切些的，都个越切的看嘛，他也啊路路草木都越切来，阿门，人家听看的看嘛，讲起你。但是那为年那个，从那对呢，耶稣也把好嘛拉拿的，大家把嘞，都哈。你亲下约翰来呢，一点嘛你亲看呢，没有多的变差的大家，就那路大的阿龙路大掉你呢，都往看你那边的，阿门，哈利路亚。哎呀个，一把单他不家路，完妙路。ဒီတောင်းတောင်းဖြတ်ဖြတ်အော်ပြီးတော့မှကြွေးကြော်နေတဲ့ကြိုးဆိုနေတဲ့လူတွေသိတာမသိတာရင်ပြူဒါမဲ့ဖယားကအမတန်ဝမ်းမြောက်တယ်။အော်ငါသားငါစီလွတ်တဲ့ငါခိုင်းတဲ့အလုပ်ကိုသူအဆုံးထိလုပ်ဖို့သူဆုံးဖြတ်ပြီးပြီပဲဆိုပြီးတော့မှဖယားရဲ့ချီးမြှောက်ခြင်းဖြစ်မယ်လို့ကျွန်မယုံကြည်တယ်။အာမင်။ဒီကဲတင်ခြင်းဟာအမတ်တမဲ့တိုက်ဆိုင်မှုတွေမပါဘူးနော်။အဲ့ဒီမြင်းကလေးနဲ့သူယေရုရှလင်မြို့ကိုဝင်သွားမဲ့အကြောင်းလဲနှစ်ပေါင်းများစွာကလေးကပရောဖက်တွေကပြုပြီးသားဖြစ်တယ်။ယေရှုလည်းမရှိသေးဘူးမမွေးသေးဘူး။ဒါပေမဲ့ပရောဖက်တွေကပြောတဲ့အတိုင်းဖြစ်လာ။မြင်းကလေးဆိုတာမြင်းမဟုတ်ဘူးနော်။ကျွန်တော်တို့အဲ့ဒီမြင်းကိုမမြင်ဘူးသေးဘူး။ဟောတလိษံယုံနာမှာရှိမှာ။ဆိုတော့မြင်းကတော့ခါလေးပုံပြန်ကြော်လွားနော်စီးလို့ကောင်းတယ်တကယ်လည်းမြန်။အဲ့ဒီမြင်းကလေးတွေကစီးလို့သိမရဘူး။သူတို့ကရိုင်းတယ်။အဲ့ဒါပြင်လူတစ်ခါမှမစီးဘူးတဲ့မြေကလေးတဲ့ဒါသေးတာဒီမှာအဲ့မှာသွားမင်းတို့တွေ့လိုက်မယ်မြေကလေးကိုအင်းရှိမှခြိထားလိုက်ကျိုးဖြီပြီးယူခဲ့တစုံတယောက်ကမေးဘာဖြစ်လို့ဒီမြေကလေးကိုယူတာလဲဘာဖြစ်လို့ကျိုးကိုဖြီလိုက်တာလဲလို့မေးရင်တခင်အလိုရှိတယ်လို့ပြောလိုက်မှားတာတကယ်ပဲတပည့်နှစ်ယောက်သွားကြတယ်အင်းရှိမှခြိထားတယ်ကျိုးဖြီပြီးယူလာတော့မြဲရှင်ကဘာလို့ကိုလဲကျွန်တော်မင်းကိုဒီလိုအမှန်မှဆိုဒုတ်တွေဓာတ်တွေနဲ့အဲ့ဘာကောင်းလဲငါပိုင်တဲ့ဟာကိုငါတလိပ်ဆောင်မင်းဘာဖြစ်လို့ဒီလိုယူတယ်လဲဆိုပြီးတော့ဒုတ်ဓာတ်ဆွဲမလားဒါမှအော်မလားအဲ့လောက်ကြပါဒီမှာတကိုးကဒါနဲ့နော်ယေရှုဖခင်ကသူ့ရဲ့တကိုးသူ့ရဲ့ဖြစ်ခြင်းတပြားမှမရောဘူးနော်အာမင်တပြားမှမရောဘူးဆိုတာသခင်မင်းသခင်အလိုရှိတယ်လို့ပဲပြောလိုက်သူတို့ကလည်းပြောတဲ့အတိုင်းမှားတဲ့အတိုင်းပြောလိုက်တယ်သခင်လူရှိယူလာဒီမြဲလေးကိုစီးပြီးတော့မှအရင်လူစီးလို့တိတ်မရတဲ့မြဲကလေးအဲ့ဒီဂျေရုရှလင်မြို့မှာလူတွေအဝတ်တွေခင်းအားတဲ့ကိုင်းနေတာအကျိုးဆိုခုနကပြောတဲ့အတိုင်းပေါ့ကျွေးကြော်ကြတယ်ကြိုးဆိုကြတယ်ကျမဒီဟာကိုဒီနှုတ်ကပတ်တော်ပြင်ဆင်ရင်းနဲ့ညကဝမ်းလက်တာမျက်ရည်နဲ့ကြာမိတယ်သူ့ရဲ့ဒါစွမ်းနိုင်ခြင်းတွေသူရဲ့လောက်ပိုင်ခွင့်တွေသူရဲ့တကိုးတွေသူရဲ့အာဏာတွေတခုမှသူမသုံးဘူးဒါမဲ့သူ့ရဲ့တကိုးကမပြောက်တော့ပါသူ့ရဲ့ဖြစ်ခြင်းကမပြောက်တော့ဘူးသခင်အလိုရှိတယ်ဟာလေလုယာခေါ်တော်မူခြင်းကိုခံပြီးသွားတဲ့ဆရာကြီးဆရာမငယ်တရားဟောတာဒီလိုปั๊มဆမ်းနေနေဖြစ်မဲ့တယ်သူမကြာခဏလာကြည့်တယ်ဆိုတော့အဲ့မသူဘာပြောလဲဆိုအဲ့ဒီမြေကလေးဟာတဲ့မြေကလေးတွေကလူစီးလို့တိတ်မရဘူးရိုင်းကြအဲ့မှာမှတစ်ခါမှလူမစီးဘူးတဲ့ဒီမြေကလေးကိုယေရှုစီးလိုက်တဲ့အခါမှာဒီမြေကလေးကယဉ်ကျေးစွာကောင်းမွန်စွာယေရှုကိုယေရုရှလင်မြို့ထဲကိုခေါ်သွားတယ်ခင်းထားတဲ့အဝတ်တွေသူနင်းရတယ်ကြိုးဆိုဩဘာပြုတ်ခြင်းတွေသူခံရတယ်သူ့ကြောင့်မို့သူ့ကိုစီးတဲ့ယေရှုကြောင့်ဖြစ်တယ်ကျွန်တော်တို့ရဲ့ဉာဏ်နဲ့ကျွန်တော်တို့ရဲ့စွမ်းအားတွေခွန်အားတွေကိုအပြီးမပြုတ်ပဲနဲ့ယေရှုကိုကျွန်တော်အသက်တာထဲမှာအုပ်ဆိုးစေမယ်ဆိုရင်စီးစေမယ်ဆိုရင်သူ့ကိုချီးမြှောက်တဲ့ဘုရားကတင့်ကိုလည်းချီးမြှောက်မှာဖြစ်တယ်လို့သူဟောတဲ့ဟာကိုကျွန်မသတိရမိတယ်ဟာလေလုယာအဲ့မှာသူဝင်သွားတဲ့အခါမှာတောင်းဖျားနဲ့ကြိုးဆိုကြဘုရားကသူ့ရဲ့စကားကိုနားထောင်တဲ့သူ့ရဲ့သားကိုအမတန်မှဝမ်းသာလို့ဂုဏ်ပြုတာဖြစ်မယ်လို့နော်ကျွန်မအဲ့လိုပဲတွေးတောမိထိုနည်းတူပဲကျွန်မတို့လည်းနော်သူ့စကားကိုနားထောင်တယ်ဆိုတာကလွယ်တဲ့ဟာမခိုင်းဘူးကိုလုံနိုင်တဲ့ဟာကိုသူမခိုင်းဘာဖြစ်လို့လုံနိုင်တဲ့ဟာတော့လုံမှာပဲလေနော်
အဲမှာသွားပြီးတော့မှလူတယောက်နဲ့တွေ့မယ်သူကမင်းကိုနော်ဘယ်လိုပေးမယ်စသဖြင့်ဖယားကလွယ်တဲ့ဟာမခိုင်းဘူးကျွန်တော်လုံနိုင်မဲ့အရာတွေမခိုင်းဘူးခိုင်းစရာမလိုဘူးလုံပြီးသားဒါမဲ့ तू ခိုင်းပြီဆိုရင်ကျမတို့နဲ့မဆိုင်တဲ့မလုံချင်တဲ့မလုံလို့မရဘူးလို့ထင်ရလောက်တဲ့အဲ့ဒီအရာတို့ तू ကခိုင်းတာအဲ့ဒါကိုအုံနောက်နဲ့မတွက်ပဲနဲ့ညံကိုအမိမပြုတ်နေတဲ့ထာဝရဘုရားကိုဗါတဲ့လေစိတ်နှလုံးအကျွင်းမဲ့ကိုးစားရကိုညံကိုအမိမပြုတ်ရဘူးတဲ့ဒါဆိုရင်တော့သွားလေရာ၌တင့်ကိုပဲ့ပြင်တဲ့ရဲ့လမ်းခီးတွေကိုပဲ့ပြင်တယ်လို့ဘုရားကပြောတာဖြစ်တယ်ဆိုတော့နော်နားထောင်ခြင်းဆိုတာကကိုယ့်ရဲ့ဆန္ဒကိုတည်စေရတာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုရပ်ပြီးတော့မှကိုမလုတ်ချင်တဲ့မလုတ်တတ်တဲ့တဘာဝတိတ်မချတဲ့ဟာကိုခိုင်းတာအဲ့ဒါကိုနားထောင်တယ်လို့ခေါ်တယ်အာမင်အဲ့တော့သူလည်းပဲလူသားတယောက်နေနဲ့ခဲရင်လွန်လို့ရေသက်စင်မှာဥယျာဉ်မှာသူ့ရဲ့ချွေးတွေကသွေးကဲ့သို့တစ်ဆက်စီကြတယ်အဲ့လောက်ထိဒါစေပညာရတဲ့အဲ့လိုရှိတယ်လို့ပြောကြတယ်ချွေးနေရမှာသွေးဆက်တွေကြတဲ့ဟာတွေတကယ်တမ်းနာကျင်စွာဖြစ်တဲ့အခါတို့ဘာတို့စေပညာမှာလည်းအဲ့လိုရှိတယ်ဆိုတာကြားဘူးတယ်ဒါတော့ဖြစ်ခဲတဲ့အရာပေါ့ဆိုတော့အဲ့လောက်ထိသူနာကျင်စွာခမည်းတော်ရဲ့အလိုကိုဆောင်ရတယ်ခမည်းတော်ရဲ့အလိုကိုဆောင်ဖို့သူဆုံးဖြတ်နိုင်တာဖြစ်တယ်ဒါကြောင့်ကျမတို့လည်းနားထောင်ခြင်းဆိုတဲ့ရစ်အနေနဲ့ဘုရားကပြောတာဖြစ်တယ်နားထောင်ခြင်းအသက်တာအဲ့ဒီနားထောင်ခြင်းသူ့ရဲ့စကားကိုလုံးဝအုပ်တုံနားထောင်ခြင်းကိုသူကအနှစ်သက်ဆုံးရစ်ဖြစ်တယ်လို့သူကမှတ်တမ်းတင်ထားတာဖြစ်တယ်ဟာလေလုယာနော်တခါလေးလောက်နားထောင်မိလိုက်ရင်နော်ကမ္ဘာမန္တလေးကိုတင်နန်းသွားဖို့ရကမ္ဘာစိတ်ထဲမှာတိတ်မသွားချင်ဘူးစင်ကာပူကနေလာရမယ်ငါလဲတော်လဲနဲ့နော်တိတ်ပြီးတော့နော်လဲဝဲရှိတာမဟုတ်ဘူးနော်ဆိုတော့သွားရအောင်မယ်ပိုက်ဆံကကုန်အောင်မယ်နော်မန္တလေးမှာ3ည4ညလောက်အိပ်ရမယ်နော်တင်နန်းပေးရမယ်စသဖြင့်တအားကြီးကျမစိတ်ထဲမှာမသွားချင်ဘူးဒါပေမဲ့လည်းငါဆုတောင်းပါအောင်မယ်ဆိုပြီးတော့ဆုတောင်းတဲ့အခါမှာတေးချာလိုက်နာဖို့လိုက်လျှောက်မဲ့နှလုံးသားလေးနဲ့ကျမဆုတောင်းတဲ့အခါမှာသွားဖို့ဖြစ်တယ်ဆိုတာရတဲ့အခါမှာသွားတာဖြစ်တယ်အာမင်ဟိုဘက်မှာလည်းမလေးရှားကိုသွားရတယ်နော်ပြီးတော့ဒေသနာဝေငှဖို့ကစဟိုမှာကနော်အတဲအတန်ပေါ့နော်ကျွန်တော်တို့ဆက်ကရဆိုတော့အဲ့ဒီဟာအတွက်လည်းကျမကဟိုမှာမပြင်ဆင်နိုင်သေးဘူးဆိုတော့ဘယ်လိုလုပ်မလဲဆိုပြီးတော့ကျမနည်းနည်းကြောက်တယ်တိတ်မသွားချင်ဘူးတက်တာနေချင်းနဲ့မုံရောက်တောက်လျှောက်ပြန်ဒီမှာအေးစီဖခင်ကသွားရမယ်ဆိုတဲ့စကားကျမရတဲ့အခါမှာနားထောင်သွားဖြင့်သွားမယ်ကြံတဲ့အပိုင်းကတော့ကိုတော်လောက်ပါဆိုပြီးတော့ပဲသွားတဲ့အခါမှာတကယ်2ရက်သင်တန်းပေါ့2ရက်နဲ့3ညပထမညတော့ကိုးကွယ်ခြင်းချီးမွမ်းခြင်းဖြစ်တယ်ဆိုတော့အိုးစရာကောင်းလောက်ကျမမသိဘူးတဲ့ကျမမသုံးဘူးတဲ့မသိဘူးတဲ့နားမလဲတဲ့နှုတ်ကပတ်တော်တွေနားလဲရင်တောင်မှအသေးချာရနှုံးပြနားမလဲတဲ့နှုတ်ကပတ်တော်တွေဆင်းလာတာကိုတော်မှအော်တာဟာဒီတခါတော့တကယ်ဘုရားစကားကိုနားထောင်ဖို့အဓိကပဲကြံတဲ့အပိုင်းသူလုတ်သွားတယ်ဆိုအဲ့ဒါပဲဆိုပြီးတော့မှကျေးဇူးတော်ချီးမွမ်းမိတယ်ဟာလေလုယာနော်အဲ့ဒီလိုနဲ့ဒီမြေကလေးကိုစီးပြီးတော့မှသူကယေရုရှလင်မြို့ထဲကိုသူဝင်သွားတယ်ဆိုတော့ဒါပေမဲ့ဒါကတနင်္ဂနွေနေ့တောက်ကြညမှာသူ့ကိုဖမ်းချုပ်ရိုက်နှက်ပြီးတော့မှတရားရုံးမှာသူ့ကိုစီရင်မှာဒါတွေလည်းသူသိမှာပဲကြောက်မှာပဲဒါတွေခံရဖို့အတွက်သူဝမ်းနေမှာပဲသို့တော်လည်းပဲသူကငါခမီးတော်ရဲ့အလိုကိုဆောင်ခြင်းကငါအတွက်စားစရာဖြစ်တယ်ဖယားခိုင်းတဲ့အမှုကိုပြီးစီးစေခြင်းကတဲ့တာမန်အမှုမဟုတ်တော့ပဲနဲ့ရှင်ဘုရင်ရဲ့အမှုကြီးသောအမှုတွေဖယားကအပ်တယ်ဒါတွေကိုသူနားလည်တဲ့အခါမှာနားထောင်တာဖြစ်တယ်ကျမတို့ကိုညာကိုအမိပြုပြီးတော့မှကောင်းလို့ရသွားခြင်းကနော်ဖယားရဲ့ကျေးဇူးတော်ရှိသေးလို့တော့မလွယ်ဘူးကျမတို့နော်ဒါကြောင့်မို့ယေရှုရဲ့နားထောင်နာခံခြင်းကဖယားသားတယောက်နေနဲ့မဟုတ်ဘဲနဲ့လူသားအားလုံးအတွက်သူဒီကျမတို့ခံရမယ့်ဒုက္ခတွေကိုခံခဲ့တာဖြစ်တယ်ဆိုတာကိုသိပြီးတော့မှအထူးကျေးဇူးတင်ဖို့အထူးချီးမွမ်းဖို့ဖြစ်တယ်ဆိုတာကျွန်မပြောချင်ပါတယ်လို့ဟေရှာယ53အငယ်30စနစ်မှာဟေရှာယ53အဲ့ဒီကျမ်းစာလွန်ခဲ့တဲ့နှစ်တော်ကြာကကျွန်မဖတ်မိတဲ့အခါမှာဝင်းကွက်ကြီးကိုဝိညာဉ်တော်ကျွန်မကိုဟောပြတဲ့အခါမျက်ရည်ချမိအဲ့မှာဘာပြောသလဲဆိုတော့53နော်
ငယ်နှစ်အောက်လောက်မှာချစ်လိုပွေသောမျက်နှာလက္ခဏာနဲ့မပြည့်စုံမထီမဲ့မြင်ပြုခြင်းကိုခံ၍လူတို့တွင်အယုံညံ့သုံးသောသူဖြစ်၏ညှိုညင်သောသူနာကျင်ခြင်းဝေဒနာနှင့်ကြောင်းဝင်သောသူဖြစ်၏သူတစ်ပါးမျက်နှာလွဲခြင်းကိုခံရသောသူကဲ့သို့ဖြစ်၏မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိတယ်တဲ့နော်အဲ့တော့သူ့ရဲ့ခံရတဲ့အရာကိုပြောတာဖြစ်တယ်အဲ့ဒါဒီနာကျင်ဆိုထိုးခြင်းနေအကုန်လုံးကျွန်မကမဖတ်တော့ဘဲနဲ့နော်16ကနေကျွန်မဖတ်မယ်ထာဝရဘုရားဒီသူ့ကိုနှိပ်စက်ခြင်းကအလိုတော်ရှိ၍နာစေတော်မူတယ်သူ့ရဲ့သားနော်သူတိတ်ချစ်တဲ့ငါသားဖြစ်တယ်လို့သူကောင်းကင်ကနေတော့မှအတန်ထွက်ပြီးတော့မှအတိမတ်ပြုတ်ခဲ့တဲ့ဘုရားသူတိတ်ချစ်တဲ့ယေရှုသားတော်ကိုသူကသူ့ကိုနှိပ်စက်ခြင်းကအလိုရှိ၍နာစေတယ်လူတွေအဲ့ဒီလိုနှိပ်စက်တာညှင်းဆဲတာကိုသူကနာကျင်တော်လည်းပဲခွင့်ပြုတယ်ဒီနီးလမ်းပဲကျွန်တော်တို့လွတ်ဖို့ရှိတဲ့အတွက်ကြောင့်ဘုရားကထိုကဲ့သို့သူ့ကိုနာစေတာဖြစ်တယ်သူဒီအပြစ်ဖြေသောရစ်ကိုပူဇော်ပြီးမှအပြစ်ဖြေသောရစ်လူသားအလုံးတင်တဲ့ကျွန်ုပ်ရဲ့အပြစ်တွေအားလုံးကိုဖြေမဲ့ရစ်ကောင်အနေနဲ့သူ့ကိုသူပေးဆက်တဲ့အခါမှာတဲ့အာမင်ဘာဖြစ်လာဆိုအမျိုးအနွယ်ကိုမြင်ရသူ့ရဲ့မျိုးနွယ်ဒီမှာရှိတဲ့ကျွန်တော်ကျမတို့ကဖယားမျိုးနွယ်တွေထာဝရတက်ကိုရတဲ့ဖယားမျိုးနွယ်တွေဖြစ်တယ်ဖယားတော်မို့သူ့ရဲ့မျိုးနွယ်ထဲမှာကျွန်တော်ပါရတာဒါကိုသူမြင်တဲ့အခါမှာတဲ့နော်ဖယားကိုယ်တိုင်သူ့ခမည်းတော်ကိုယ်တိုင်ကနာစေတယ်တဲ့အပြစ်ဖြေတဲ့ရစ်ကိုပူဇော်ပြီးတဲ့အခါတွေ့ရမယ်အမျိုးအနွယ်ကိုသူစဉ်းစားတဲ့အခါမြင်တဲ့အခါမှာတဲ့နော်အသက်တော်လည်းရှိထာဝရဘုရားအကြံတော်ဒီလည်းသူ့လက်နဲ့ပြည့်စုံခြင်းတို့ရောက်မယ်မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏အကျိုးကိုမိမိမြင်၍အားရလိမ့်အကြီးကျယ်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းတွေခံရအိုးလက်ကံပေါ်နဲ့အုပ်ပြီးတော့မျက်စိကိုအုပ်ပြီးတော့ထိုးကြတယ်ကဲမင်းကဖယားသားဆိုရင်ပြောစမ်းမင်းကဘယ်သူထိုးရလဲထိုးတယ်လို့ပြောစမ်းနာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံခဲ့တယ်ဘာဖြစ်လို့လဲသူခမည်းတော်ကလည်းနာစေခြင်းသူကလည်းအနာခံခြင်းတယ်ဘာဖြစ်လို့လဲသူ့ကိုယုံကြည်ပြီးတော့မှသူ့ရဲ့အဖြစ်ဖြေခြင်းရစ်ကိုယုံကြည်လက်ခံတော်သူတွေကဘုရားသားဖြစ်သူနဲ့ဦးတွဲအမွေခံဖြစ်မယ်သူနဲ့မျိုးနွယ်တူမယ်သူ့ရဲ့မျိုးနွယ်ကိုသူမြင်ရတဲ့ဟာသူခံရတဲ့ဝေဒနာသူမေ့တယ်တဲ့ဟာလေလုယာကျွန်တော်တခုခုတစုံတယောက်ကြောင့်တော့ကိုကြီးရဲ့နဲ့နည်းနည်းပါးပါးထိမြင်တော့မှငါသွားလုပ်လိုက်တော့မှာပြီထင်တယ်ငါခေါင်းကိုတိုက်ပြီးတော့သွေးတွေထွက်လို့ချုပ်ပါတယ်ငါဒီသူကိုကြီးသွားပြီးတော့ဆိုင်ကယ်တိုက်ခါရတယ်ငါဆိုင်ကယ်လည်းပြတ်တယ်ရော်သေးလည်းမရဘူးနော်ကျမတို့ကနော်ယေရှုကတော့အပြစ်ဖြေရာရစ်လူရဲ့အသက်ဟာအသွေး၌တည်တဲ့အတွက်ကြောင့်တဲ့လူရဲ့အပြစ်ကိုဖြေသောအရာကအသွေးဖြစ်တယ်ဒါကြောင့်သူ့ရဲ့အသွေးသွန်းလောင်းတယ်သူ့အသက်ကိုပူဇော်တယ်အပြစ်ဖြေရာရစ်ဖြစ်နေသူ့ကိုသူအနံပြီးတော့မှကျမတို့အပြစ်တွေအတွက်သူခံခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူခံရတဲ့စိတ်ဝေဒနာဟာတဲ့သူမြင်ရမယ့်မျိုးနွယ်တွေကိုသူမြင်တဲ့အခါမှာသူခံရတဲ့ဝေဒနာအတွက်သူကမငြီးတွားဘူးစိတ်မပြတ်ဘူးဝမ်းမြောက်စွာခံယူတယ်ဟာလေလုယာထိုယေရှုဖခင်ရဲ့အပြစ်ဖြေခြင်းရစ်ကိုကျွန်တော်တို့ကိုစားပူဇော်ခဲ့တဲ့ယေရှုကိုကျေးဇူးတင်တော်အဖြစ်လက်ခုပ်တီးကြရအောင်ဟာလေလုယာဒါကိုလေ့လာရင်းနဲ့ကျွန်မတော်တော်လေးခွန်အားရပြီဒီကျမ်းချက်ကလွန်ခဲ့သောနှစ်တော်တော်ကြာကကျွန်မတွေ့ရတဲ့ကျမ်းချက်ဖြစ်ဒါပေမဲ့ဒီတစ်ခေါက်မှဖတ်တဲ့အခါပိုးပြီးတော့မှနားလေဘာဖြစ်လို့လဲကျွန်မတို့ကအခုယေရှုရဲ့လှုပ်ဆောင်ပေးသောအရာတွေကိုချီးမွမ်းခြင်းအပြင်ယေရှုနဲ့ကျွန်မတို့ချိတ်ဆက်နေတာအာမင်ဒီတစ်ခေါက်မှမန္တလေးမှာလေကျွန်မအော်လို့မဆုံးဘူးကျွန်မတို့ဒီပြဝမချိတ်သေးတောင်မှကျွန်မတို့ချိတ်ဆက်ခြင်းကလေကျွန်မတို့အားဖြင့်နော်စီးဆင်းနေတာစင်ကာပူမှာအရင်တော့သွားရင်ခေါင်းဆောင်တွေကညိုးငယ်ပြီးတော့မှနော်မျက်နှာငယ်လေးတွေနဲ့ဘယ်လိုလဲမသိကျွန်မဒီတစ်ခေါက်မှလေသူတို့အားလုံးကလမ်းဆန်းနေတာပြုံးရှင်နေတာကြည့်လိုက်ဝလန်တီယာတွေအားလုံးကလမ်းဆန်းနေတာအလွင်နေတာသူတို့ရဲ့အထဲမှာနော်ဖခင်ရဲ့မေတ္တာကပြည့်နေတယ်ဆိုတာခံစားလို့မြင်လို့ကိုရတာကိုတော်ဆိုတော့ဝိညာဉ်တော်ပေါ်ပြတယ်လို့ကျွန်မယုံကြည်တယ်ကိုအထင်ကြီးတာဖြစ်ခဲ့လေဘုရားရှင်ခွင့်လွတ်ပါစေမတောက်တစ်ခေါက်လေးနဲ့ကြိုးစားပြီးတော့မှမပြည့်ရင်တောင်မှဒီချိတ်ဆက်ခြင်းဟာကျွန်မတို့ကဒီဟာလေလုယာသာသနာရဲ့အရင်းမြစ်ဖြစ်တယ်နော်မာနကြီးဖို့မဟုတ်ပေမဲ့ဝမ်းမြောက်ဖို့ဖြစ်တယ်လို့ထိမ့်သိမ့်ဖို့လဲလို့
အဲ့မှာတို့တွေအားလုံးအဲ့လိုဖြစ်သွားတော့ကျမဘယ်လိုပြောမှမသိအိုးအလားခမရတို့လမ်းဆန်းကြပါလားအိုးခမရတို့မျက်နှာတွေမှာလင်းထိန်နေတာပဲလို့ပြောတယ်ဆရာမကြီးတို့ကြောင့်ဖြစ်တို့နားလဲလဲမလဲလေပေါ့နော်ကြားကောင်းအောင်လာတော့မသိဘူးနော်ကျမစိတ်ထဲမှာတော့ငါတို့အကြောင်းတော့မဟုတ်ဘူးဒါပေမဲ့ဝိညာဉ်တော်လမ်းပြခြင်းအဖြစ်ငါတို့ယေရှုနဲ့ချိတ်ဆက်နေတဲ့အတ္တလေးတွေကနော်သူတို့စီထိစီးသွားတယ်ဆိုတော့တွေ့ရတဲ့အခါကျမတို့တာရွေ့ကျမတို့ဘက်ကဒီချိတ်ဆက်ခြင်းကိုဒါတို့ကတာရွေ့အားကြီးစွာတာရွေ့လင်းနဲ့စွာယုံကြည်ခြင်းနဲ့ချိတ်ဆက်ဖို့ရတနေ့တစ်ခါတော့နော်အ ਨੇ ဆုံးဓာဖြတ်တိုက်တွန်းချင်ပါတယ်လို့ဟာလေလုယာအဲ့ဒီတော့နော်ဒါဆိုရင်နော်ဒီသူ့ရဲ့လှုပ်ဆောင်ချက်တွေသူ့ရဲ့မျိုးနွယ်တစ်ကိုမြင်ရမှာမလို့ခံရတဲ့ဝေဒနာတောင်သူမစင်စားနိုင်တော့ဟုတ်ပြီဘာဖြစ်လို့အဲ့လောက်ထိခမီးတော်ရောအားတော်ရောဒီလောက်ထိစ조사ပြီးတော့မှကျမတို့သူ့စီကိုပြန်သွားပြီးတော့သူ့ရဲ့မြတ်တော်ပြန်လဲခံစားနိုင်ဖို့အေဒင်မှာဆုံးရှုံးသွားတဲ့အရာတွေပြန်လဲပိုင်ဆိုင်နိုင်ဖို့အတွက်လမ်းကိုသူကခင်းပေးတာဖြစ်ပါတယ်ဟာလေလုယာနော်ဒါဆိုကျွန်တော်တို့ကလက်တွေ့ဘာဖြစ်လို့အကျိုးမခံစားရသေးတာလဲလက်တွေ့ကြီးကိုကျွန်တော်တို့အသက်တာထဲမှာမထင်ရှားသေးတာလဲနော်ထင်ရှားဖို့ရအတွက်ကျမတို့ဘက်ကလိုက်လျှောက်ရမယ်နီးလန်းရှိတယ်အဲ့ဒါကဘာလဲဆိုရင်ချိုးဖောက်ခြင်းနော်ချိုးဖောက်ခြင်းကိုဒီတစ်ခေါက်ကပ္ပအေဂျီဥက္ကဋ္ဌလည်းပြောတဲ့အခါမှာအကျဲတွန်းသူပြောတဲ့အခါမှာအကျန်းခွန်အားရကြတယ်ကျမအဲ့ဒီထဲကနေပြီးတော့ကျမအတွက်ရထားတဲ့ဟာလေးကိုဝင်ငှခြင်းအဲ့တော့ချိုးဖောက်ခြင်းဆိုတာကနော်မဖြစ်နိုင်တဲ့အရာတစ်ခုကိုချိုးဖောက်ဖို့မဟုတ်ကျမတို့ကယေရှုကချိုးဖောက်ပြီးသားအသေးခံပြီးသားအကုန်လုံးသူခံခဲ့ပြီးပြီသူကအမှုပြီးပြီလို့ကြေညာတာကမင်းတို့အားလုံးစာတန်ကဖျက်ဆီးခဲ့တဲ့ဖခင်ရဲ့အကြံစီတွေဖခင်ရဲ့ကောင်းကြီးတွေအားလုံးငါအတွေးအားဖြင့်ငါပြန်ဝယ်ပြီးငါအားလုံးအမှုပြီးတဲ့အထိငါဆောင်ရွက်ပြီးပါပြီငါဆောင်ရွက်ခဲ့တဲ့ကယ်တင်ခြင်းကျေးဇူးတွေကိုကိုးစားပြီးတော့မှမင်းတို့လောကကြီးထဲမှာမြောက်များစွာသောလူတွေရှေ့မှာငါရဲ့တက်တည်တွေဖြစ်ကြပါလို့ပြောတယ်အမှုပြီးပြီဆိုတဲ့စကားထဲမှာပါတယ်လို့ကျွန်မအဲ့ဒီပဲဖွင့်မိတယ်ဟာလေလုယာဟာလေလုယာနော်အဲ့တော့နော်ဘယ်လိုနည်းနဲ့ကျမတို့ချိုးဖောက်မလဲတဘာဝဆိုတဲ့တဘာဝတရားရဲ့အုပ်ချုပ်မှုတဘာဝတရားထဲမှာသင်ရှိနေမယ်ဆိုရင်တနည်းအားဖြင့်သင်ရဲ့ဇာတိအတ္တနဲ့ပဲသွားမယ်ဆိုရင်တော့သင်ချိုးလဲမချိုးဖောက်နိုင်ဘူးချိုးဖောက်ပြီးမှရမယ်ကောင်းကြီးတွေလည်းသင်ရမှာမဟုတ်အဲ့တော့ကျမတို့ရှိတဲ့နယ်ပယ်ရေးကြည့်တယ်ဇာတိနယ်ပယ်ထဲမှာပဲကျမတို့ရှိနေရင်တော့ဇာတိအရာတွေနဲ့ပဲလုံးထွေးနေမှာပဲသို့တော်လည်းကျမတို့ကိုတော်ကရွေးနှုတ်ပြီးတဲ့အခါမှာလောကမှာရှိနေပေမဲ့လောကထဲမှာမထားဘူးတော့အထက်အရက်စိုးဆန်တဲ့သူ့ရဲ့နယ်ပယ်အောင်မြင်တော့သူ့ရဲ့နယ်ပယ်မှာကျမတို့ကိုနေရာချထားတာကျမတို့ကဒီဣတိလလူမျိုးတွေနော်ခါနန်တိုင်းပြည်တော့ဆူဆန်းပြီးတော့မှ2ယောက်ကတော့ကောင်းသောသတင်းပို့တယ်10ယောက်ကတော့အနုလက္ခဏာကြီးပို့တယ်ဘယ်လောက်ထိဆိုးလဲဆိုတော့အမလီဒီခါနာမှာရှိသောလူတွေကျွန်တော်တို့မနိုင်ဘူးကျွန်တော်တို့ကနန်ကောင်းလိုပဲဖြစ်တယ်ဟဲ့ခေါင်းဆောင်ရွေးပြီးတော့ငါတို့ Egypt တိုင်းပြည်ကျွန်းသွားပြန်ခံမယ်ဆိုပြီးတော့အဲ့လောက်ထိဖြစ်သွားတာနော်ဘယ်လောက်ထိနော်ဖယားနဲ့မချိတ်ဆက်ခြင်းသူ့ရဲ့ဂတိတော်ထဲမှာမရှိခြင်းကဘယ်လောက်ထိကြောက်စရာကောင်းတယ်လေအာမင်အဲ့တော့နော်ဘယ်လိုနည်းနဲ့ချိုးဖောက်မလဲတော်ထဲမှာတရားဒေသနာနားထောင်နေကြတာလူယောက်ျား9000ဆိုတော့ကလေးရောမိန်းမတောင်းကြော်တဲ့ပရိသတ်တွေဘာတရားနာပြီးတော့တအားမွေ့လျော်လို့အစာရေစာစားမှန်းတော့မသိတော့အဲ့မှာသူတို့စားကုန်ပြီယေရှုကတပည့်တော်သူတို့ကိုကျွေးပါဟာကိုတော်ကြီးတက်လို့များတဲ့လူတွေကျွန်တော်ဘာနဲ့ကျွေးမှာလဲကျွန်တော်တို့ဒီနိုင်ဘလောက်သွားဝယ်တော့မှသူတို့ဝဖို့မလွယ်ဘူးမလွယ်တဲ့အကြောင်းအနုလက္ခဏာတဘာဝတရားရဲ့ဖြေချချက်တွေနဲ့သူတို့ကဖြေကြတယ်ယေရှုကမင်းတို့ထဲမှာဘာရှိလဲဘာတွေပါလာကြကလေးတယောက်ကတော့မုံ9လုံးနဲ့9,000ယူလာတယ်သူ့အတွက်နေ့လည်စာစားဖို့သူ့အတွက်ပေါ့အစာပြေလေးယူခဲ့ပြီးတော့သူချီးမွမ်းတယ်ပြီးတော့50စီထိုင်လိုက်အောင်လူတွေကိုမင်းတို့ဝေကြသူတို့ဝလို့ကျွေးတဲ့ဟာလဲတောက်ဖို့စဉ်းစားကြအောင်နော်ယေရှုကငါဟာလန်ခီဖြစ်တယ်တမာတရားလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ငါ့ကိုအမိမပြုတ်ပဲနဲ့ခမည်းတော်စီဘယ်သူမှမရောက်နိုင်ဘူးတဲ့တမာတရားဆိုတာယေရှုဖြစ်တယ်သူပြောတဲ့အတိုင်းသူလှုပ်ဆောင်ပေးပြီးသားအရာတွေဖြစ်တဲ့အတွက်
သူပြောရင်ပြောတဲ့အတိုင်းဖြစ်တဲ့ယေရှုတမန်တရားလို့ခေါ်တယ်သူပြောတဲ့နှုတ်ထွက်စကားတွေကဖန်တီးခြင်းတကူနဲ့ပြည့်နေတာဖြစ်တယ်သူတို့လည်းတပည့်တော်ဆိုအဲ့လိုကျမတို့ကတပည့်တော်တော့ကျမကစမဟုတ်သေးဘူးထင်တခုဆိုစောရကတက်ချင်တာငါတို့ကဒါကြောင့်ဒါကြောင့်မတို့လောက်တာဟိုကကြောင့်မလောက်တာတခါလေဆင်ချေတွေအများကြီးပေးတယ်တပည့်တော်ဒီဆင်ချေမပေးတော့ဘူးဟုတ်ကဲ့ကိုတော့ငါစိတ်ထိုင်ကြောင်းပဲတခင်ကထိုင်ခိုင်းလိုက်တယ်ပြီးလို့ရှင်ချီးမွမ်းတယ်ရော့ဒါလေးတွေမင်းတို့ဝေကြယေရှုလက်ထဲမှာမပွားများသေးဘူးနော်တပည့်တော်ဒီလက်ထဲမှာသူတို့ဆုံးဖြတ်ချက်ချတဲ့အခါမှာသူတို့ကချိုးဖောက်ခြင်းဆိုတဲ့ယုံကြည်ခြင်းကိုသူတို့ရတုံးပြီးတော့မှသွားဝေကြတာဟာလောက်ယုံဝယုံဆိုရင်တော့မှတဘာဝလွန်ဖြစ်နေအကျံတွေကောက်ဖို့လည်းလောက်ကြအောင်ဆို12တောင်းကြံတာအာမင်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကတဘာဝနယ်ပယ်ထဲမှာရှိလို့ကတော့အဲ့ဒါဒီစာတန်အကုန်ဖြစ်ပြီးသားတင်းနဲ့တစ်ပေါင်းနေတာပဲရဘာမှအပေါ်မရှိတော့ဘာမှတဘာဝလို့မရှိတော့ဒါပေမဲ့ယေရှုကအဲ့ဒီတဘာဝလို့နယ်ပယ်တဲကနေတင့်ကိုပေးတဲ့ကောင်းကြီးတွေတိုးထားနေတာအာမင်အာမင်ဒါမဲ့တင်ကချိုးဖောက်ရဘယ်လိုချိုးဖောက်မလဲတင်တို့ကတဲ့ငါဒေသနာ၌တည်တယ်ဆိုရင်တော့မင်းတို့ကငါတပည့်အမှန်ဖြစ်ကြတမာတရားကိုလည်းသိကြတဲ့အတွက်ကြောင့်ထိုတရားကတင်တို့ကိုလွတ်ချင်းခွင့်ပေးမယ်ဒီလောကကိုသူကြွလာတာဖန်သွားချုပ်ထားခြင်းခံရတဲ့သူတွေလွတ်ချင်းခွင့်ပေးဖို့ငါလာတယ်ဒါဆိုဘာကြိုးတွေသူကဖြီးတာလေဘာတွေလက်တွေ့လောက်တာသူကတမာတရားဖြစ်သူအကုန်လုံးတဲ့အဖိုးခပေးချင်ပြီးသားဖြစ်တယ်အဲ့ဒီလုံဆောင်ပေးပြီးသားရတယ်ငါအတွက်ဖြစ်တယ်လို့ယုံကြည်ပြီးတော့မှအဲ့ဒီရုပ်လောကသို့မဟုတ်တဘာဝလောကကိုကြည့်ရင်တော့သွားပြီဘာမှတိတ်ထူးခြားမှာအဲ့ဒီရဲ့အပေါ်မှာယေရှုရဲ့တကိုးတော်ယေရှုလှုပ်ဆောင်ပေးပြီးသားသူ့ရဲ့တဘာဝလုံးနယ်ပယ်ထဲမှာထားတဲ့ထည့်ထားတဲ့တဘာဝလုံးကောင်းကြီးတွေရဖို့တင်ဒီလည်းပဲယနေ့ကစတဘာဝလုံးနယ်ပယ်ထဲမှာရှိရဒါဆိုဘယ်နယ်ပယ်လဲကျွန်တော်တို့လမ်းစီဘလောက်ကုန်မလဲမမေးနဲ့နော်ဒါကလောကရဲ့အထူးနယ်ပယ်နှစ်ခုစလုံးကဒီထဲမှာရှိနေတာနီးနီးလေးပဲအိုးဝေးကြီးသွားကြမလို့ဖယားရဲ့နိုင်ငံတော်ထဲမှာသူ့ရဲ့အုပ်ဆိုးမှုအောက်မှာသူ့ရဲ့စကားကိုကျွန်တော်တို့ကနားထောင်ပြီးတော့မှအဲ့ဒီနိုင်ငံထဲမှာကျွန်တော်တို့ရှိပြီးတော့မှနိုင်ငံတော်ကကျွန်တော်ထဲမှာထင်ရှားရလောက်အောင်ရှိနေမယ်ဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အသက်ရှင်နေဆိုရင်တဘာဝလို့နယ်ပယ်ထဲမှာသင်ရှိနေတာအာမင်မုံ9လုံးနဲ့9နှကောင်လူတောင်းတဲ့ချီစားပြီးကြံတာ12တောင်းတဘာဝမလို့ဘူးလားအာမင်ဒါမဲ့ချိုးဖောက်ခြင်းလို့တပည့်တော်တွေကချိုးဖောက်ခြင်းကိုသူတို့ကနားလေအာမင်ဒါကြောင့်ဒီနေ့ဟာကျွန်တော်တို့ကတပည့်တော်ဖြစ်ရမယ်နေ့ကိုကလူမျိုးဖြစ်စေတာထားလိုက်ကိုတည်းတပည့်တော်ဖြစ်ရတပည့်တော်ဆိုတာကိုတော်ဖျားလုံးလုံးကိုးစားတော်သူလမ်းပြခြင်းကိုလုံးလုံးခံယူတော်သူလုံးလုံးသူ့နောက်ကိုလိုက်တော်သူတွေဖြစ်တယ်အာမင်သွေးသွန်နဲ့မင်္ဂလိကပို့ပြီးတော့ပေါ်လွင်စေတယ်သူက12နှစ်လုံးလုံးသွေးသွန်တယ်စေးသမားတွေလည်းကုန်ပြီငွေလည်းကုန်ပြီသူအဲ့ရပေါ်မှာရှိနေတဲ့အချိန်မှာအမတန်နဲနေတဲ့အချိန်မှာယေရှုထီအဲ့ဒီလမ်းကိုလာပြီးဆိုတော့သူကြားတယ်သူအားဖြင့်အနာရောဂါတွေပျောက်တယ်လူသေးတွေကြားမာတယ်ရှင်းပြန်တယ်ဆိုတာသူကြားတယ်ကြားရုံနဲ့မရသေးဘူးသူချိုးဖောက်တော့မယ်သူ့ရဲ့ရိုးရာကိုသူချိုးဖောက်ရရိုးရာကလုံးဝအမျိုးသမီးတွေဒီလိုမျိုးညစ်ကြေးတဲ့ညစ်ညမ်းတဲ့ယာတီအချိန်မှာလူတော်ထဲမှာမသွားရအောင်အရန်ကိုညစ်ပတ်တယ်လို့သူတို့ခံစားတယ်ဆိုတော့သူ့ရဲ့ရိုးရာဓလေ့ကိုသူချိုးဖောက်ရသူ့ရဲ့ခန္ဓာချစ်ရဲ့ခါမှာ12နှစ်လုံးလုံးတွေးတုံတာဖြစ်တဲ့အတွက်ကြောင့်ဘလောက်ထိအားနေလိုက်ပဲလေမင်္ဂလိတွေတည်တယ်သွေးဆုံးခံနေမလို့ဂိုးရီစီလို့အားနေနေတယ်စိတ်ဓာတ်တွေကြားတယ်ခဏခဏကြားတယ်သူက12နှစ်တော့တောက်လျှောက်သွေးတုံတာသူ့ရဲ့အခြေအနေကိုသူချိုးဖောက်ရတော့အာမင်လူတွေရဲ့သူတို့ရဲ့ထုံးစံတိုင်းနော်အသက်ခံရမယ်ဒဏ်ပေးခံရမယ်မောရှေပညာအဖြစ်လုံးဝမရအောင်ပညာတွေကိုသူချိုးဖောက်ရတယ်နောက်ဆုံးသူဆုံးဖြတ်ပြီးတော့မှလက်တွေ့လူအုပ်ထဲမှာတရွေ့ရွေ့နဲ့သူသွားပြီးတော့မှယေရှုခရစ်တော်သူယေရှုကျမကိုချမ်းသာပေးပါဗာတိမဲလို့အော်ခွင့်မရဘူးသူရဲ့အင်ကြီးအရှိဝတ်တယ်အဲ့ဒီဘွားလေးကိုသူ့ရဲ့အင်ကြီးအဆိုးလေးကိုနော်ငါနည်းနည်းလေးထိလိုက်ရင်ငါယောဂပြောင်းတယ်အာမင်
ကျမတို့ကမချိုးဖောက်ချင်ဘူးမမြင်နိုင်တော့အရာကိုကျမတို့ကမလုပ်ရဲဘူးမစွန့်စားချင်ဘူးဘာဖြစ်လို့လဲလုံးလုံးမယုံလို့လုံးလုံးမကိုးစားလို့ဖြစ်တယ်ချိုးဖောက်လိုက်ရလောက်အောင်ယုံကြည်ခြင်းကိုမပြုစုလို့ဖြစ်တယ်သူကထိလိုက်တဲ့ခဏမှာယေရှုငါ့ကိုဘယ်လိုထိတယ်လဲတပည့်တော်တွေကပညာရှိတွေပေါ့ကိုတော်ရဲ့လူတွေတလောက်တိုးဝိတ်နေတာဒီစကားကိုမေးမှမေးရပလေးတယ်ပေါ့ကိုတော်လူတွေအများကြီးဘသူကတို့တယ်လဲလို့ကိုတော်ဘာလို့မေးတယ်လဲပညာရှိယေရှုငါသိတယ်ငါကိုယ်ထဲကနေတကိုးထွက်သွားတာငါသိတယ်အာမင်ဟာလေလုယာယေရှုရဲ့တကိုးထွက်လာရလောက်တဲ့အထိချိုးဖောက်ဖို့လိုတယ်အာမင်လက်ထက်မှာပတ်စံမရှိဘူးအကျွေးတွေဒါပေမဲ့ယေရှုကဆင်းရဲစီးစိမ်ရှိတော်လဲဆင်းရဲခံခြင်းကတင်တို့ချမ်းသာဖို့အတွက်ဖြစ်တယ်ငါကချမ်းသာပြီးသားဖြစ်တယ်ယေရှုအပြင်ခတ်သိမ်းတော့ရတယ်ငါပိုင်ဆိုင်လို့တမန်ကျမ်းစာကပြောပြီးသားဘာလို့မလဲကိုတော်ကျွန်တော်တခုခုခိုင်းပါသူနဲ့လုံးဝမထိုက်တန်တဲ့မဖြစ်နိုင်တဲ့ငွေကြေးလားဒါမှသူပိုင်တဲ့အရာလားဖယားတောင်းတယ်ခုနမုံငါးလုံးနဲ့ငါးနှကောင်အရင်ဆုံးသူတောင်းတယ်နော်ဖယားကတင့်ကိုကြီးထွားစေဖို့တိုးပွားဖို့ချမ်းသာဖို့နော်အမြဲတမ်းသူကချိုးဖောက်ခိုင်းတာဖြစ်အာမင်ပေးလိုက်တယ်အိမ်ကိုတောင်းရင်ပေးလိုက်တယ်ကားကိုတောင်းပေးလိုက်တယ်ဒါမှမဟုတ်ရင်ကိုသားသမီးတဲ့တယောက်ကိုတော့အတွက်ပေးလူတယ်တတ်ဖို့မဟုတ်အသက်ရှင်ဖို့အတွက်ပေးလူလိုက်တယ်စွန့်စားရတယ်ချိုးဖောက်ရတယ်အာမင်ချိုးဖောက်လို့ရတဲ့နယ်ပယ်ကတော့သဘာဝလိုနယ်ပယ်ဖခင်ရဲ့တတ်နိုင်ခြင်းဒီကိုပေါ်မှာပြုမှုတဲ့အရာတွေအိုးဒုက္ခပတ်တော့ဝိညာဉ်တော်ရှင်းပြတဲ့အရာစောက်ကင်ပြီးတော့မှသဘာဝတရားအဲမှာဇာတိအဲမှာအသက်မရှင်ပဲနဲ့ဇာတိရဲ့အထက်မှာဝိညာဉ်အားဖြင့်တွားပြီးတော့မှယုံကြည်ခြင်းအားဖြင့်တွားကြည့်လိုက်ချိုးဖောက်ခြင်းတွေအဆင့်ဆင့်ရောက်သွားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲမှာရေးထားပါတယ်လူရေးထားလဲဆိုဖတ်ပြီးသားလဲသိပြီးသားလဲဖြစ်ပေမဲ့နော်ယေရှုကအခန်းကြီး8အငယ်31မှာထိုအခါယေရှုကသင်တို့ဒီငါဤဒေသနာ၌တည်လင်ငါတပည့်အမှန်ဖြစ်ကြသူရဲ့ဒေသနာဆိုသူပြောတဲ့စကားတွေသူဟောတဲ့အရာအဲ့ဒီအပေါ်မှာမင်းတို့တည်တယ်ဆိုတော့မင်းတို့ကငါတပည့်အမှန်ဖြစ်ကြငါရဲ့စိတ်ကူးတွေငါမတုံးငါရဲ့ဆုံးဖြတ်ချက်တွေငါဘေးခဏထဲထားမယ်သူခိုင်းတော်ငါနားထောင်တယ်သူဘာလို့ခိုင်းတယ်လဲရတဲ့အထိဒါပေမဲ့ဘယ်လိုလူတွေသူလမ်းပြမလဲဆိုတော့လိုက်တကယ်လိုက်နာမဲ့လူတွေလိုက်နာမှာမို့လို့ကိုတော့ကိုအနန္တောသူတွေကိုပဲသူကပေါ်ပြမှာနော်အာရသူကနော်ပြောမှာတော့မဟုတ်ဘူးတကယ်ကျွန်တော်ရဲ့ဆန္ဒတော့ဒါကိုတော့မှန်တယ်ဒါပေမဲ့ကိုတော့ကမဟုတ်ဘူးဆိုကျွန်တော်လည်းမဟုတ်ဘူးပဲကိုတော့ကဟုတ်တယ်ဆိုရင်ကျွန်တော်ကမဟုတ်ဘူးဆိုမှကိုတော့ထက်တူထပ်မြနားထောင်မယ်လိုက်လျှောက်မယ်အဲ့ဒီလိုဆုံးဖြတ်တဲ့လူဘလောက်ပဲဆုံးရှုံးပါလိမ့်ဘလောက်ပဲအဆက်ခွဲပါလိမ့်အိုးဘလောက်ပဲလူတွေရှေ့မှာခံရမယ့်အရာတွေကဲ့ရဲ့ခြင်းရှိပါလိမ့်စေကိုတော်ရဲ့ဒေသနာကိုတော်ပြောသောစကားကိုကျွန်တော်ထဲမှာကျွန်တော်တည်စိမ့်မယ်ကျွန်တော်လိုက်ရှောက်မယ်ဆုံးဖြတ်ကြည့်လိုက်အဲ့ဒီလူတွေကငါတပည့်အမှန်ဖြစ်ကြတယ်တဲ့သူလုံတဲ့အခါတိုင်းမှာလာတဲ့ပရိသတ်တွေကိုသူမသုံးဘူးနော်သူ့နောက်ကိုလိုက်ကြည့်တယ်လိုက်တဲ့လူတွေသူမသုံးဘူးတပည့်တော်တွေကိုပဲသူခိုင်းတာအာမင်ဒီနေ့ကျွန်တော်တို့တပည့်တော်ဖြစ်တယ်ဆိုရင်ကိုနဲ့ပတ်သက်တော်သူတွေလည်းတပည့်တော်ဖြစ်လာတပည့်တော်ဆိုတင်ပေးလို့မရအသက်တာကိုလွှဲပြောင်းပေးရတာဖြစ်တယ်အသက်ထဲကနေစီးဆင်းလာတာဖြစ်တယ်ဟာလေလုယာငါရဲ့ဒေသနာ၌ကြည်လေငါတပည့်အမှန်ဖြစ်ကြတမာတရားကိုလည်းသိကြသဖြင့်ယေရှုကတတ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့တတ်နိုင်ခြင်းကိုဘာနဲ့ကျွန်တော်တို့ပူပေါင်းရမလဲချိုးဖောက်ခြင်းယုံကြည်ခြင်းလိုက်လျှောက်ခြင်းနဲ့ပေါင်းလိုက်တဲ့အခါမှာတခါတည်းပေါက်ကွဲပြီးတော့ဖြစ်လာတာဖြစ်တယ်အာမင်အရင်ဆုံးမြင်ရတဲ့အရာပေါ်မှာယက်တည်ရင်တော့ပျက်စီးမဲ့အထဲမှာတင့်ကိုယ်တင်အနန္တဖြစ်တယ်ဆိုတာပြောချင်ပါတယ်အာမင်ပြီးတဲ့အခါမှာတမန်တရားကိုလည်းတိကျသဖြင့်တိုးတရားဒီတင်တို့ကိုလွတ်ဘယ်ကနေလွတ်မှာလဲဘယ်သူကကျွန်တော်တို့ဖမ်းထားလဲလက်ထိတ်ကြီးတဲ့လက်မလာကြပါဘူးဒါပေမဲ့စာတန်ကတင့်ရဲ့မယုံကြည်ခြင်းအဖြစ်ဆုံးဖြတ်တဲ့အရာတွေတင်ကဖះကိုမတိုင်ပင်ပဲနဲ့ကိုညောင်အမိမပြည့်လုပ်တဲ့အရာတွေအဲ့ဒီဖမ်းချုပ်ထားတဲ့အရာဒီတစ်ခေါက်လဲတင်တန်းပေးတာဆိုအချိန်လဲနည်းနည်းရတော့ဒီမှာအမျိုးသမီးတွေစာငတ်ကြတယ်နော်အိုးမိုးကုတ်တွေညက်ဆောက်တွေဝေးကြနေလာကြ
바가 반타로 이 대마헬로 지타는 바가 떼놓고 반타라래 정말로 반타라래 위년 대마 피대 만년 날 무다음에 비니 친 앞에라 앙에 친 앞에라가 나가오 딱쿠쿠네 반타라 떼 안에 제 마나 지젠라 앙에 친라 딱쿠쿠네 떼고 반촉来ပြီးတော့မှထောက်လျှောက်ဖယားနဲ့သူ့ရဲ့တဘာဝလုံးနဲ့ပဲတဘာဝလုံးကောင်းကြီးတွေကိုမရနိုင်တော့တာကသူ့ရဲ့ဖမ်းချုပ်ခြင်းထဲမှာကျွန်တော်တို့ရှိနေတာဖမ်းလို့ဖမ်းမှလည်းမသိဘာနဲ့ဖမ်းထားတယ်လည်းမသိနော်မိမိရဲ့ဗီဇမိမိရဲ့အသက်ထဲမှာရှိတဲ့အားနည်းချက်တွေတင်းကျမတို့ရဲ့အင်္ဂါတွေကိုဒုစရိုက်လက်နဲ့မဖြစ်စေပဲသူ့စရိုက်လက်နဲ့ဖြစ်စေပါတဲ့ကျမ်းစာဒုစရိုက်လက်နဲ့ဆိုတာစာတန်သုံးပါအဝေးကြီးမလို့နော်သူ့စရိုက်လက်နဲ့ဆိုတာဖယားကကိုကလွတ်ရုံမှာကမလွတ်မြောက်သေးသောသူတွေကိုပဲလေကျမတို့အားဖြင့်လွတ်မြောက်စေဖို့နိုင်ငံတော်တည်လို့နီးပြီလို့ကြွေးကြော်ကြတယ်တေသောသူတွေကိုထမြောက်စေကြတယ်နာသောသူတွေကိုချမ်းသာပေးကြတယ်နူသောသူတွေကိုတန့်ရှင်းစေကြတယ်နတ်ဆိုးတွေကိုလည်းနှင်ထုတ်ကြတယ်အာမင်ဒါတွေကကျမတို့အခွင့်အရေးပေးထားတာအာနာကိုပေးထားတာဒါပေမဲ့ကျမတို့ကသူနဲ့မချိတ်ဆက်တဲ့အခါကိုမိသားစုအတွက်ကိုတူးတဲ့အတွက်တောင်မှလွတ်မြောက်ဖို့ရကျမတို့မတတ်နိုင်ကြတာဖြစ်တယ်လွတ်ချင်းအခွင့်ကတော့လက်ဝါးကားတိုင်းပေါ်မှာအမှုပြီးပြီလို့သူကကြေညာတာဖြစ်ပါတယ်လို့ဟာလေလုယာဒါကြောင့်အောက်မှာတစ်ခါဖတ်ကြည့်မယ်ဆိုလို့ရှိရင်ထိုးကြောင်နဲ့ပါးဒီတင်တို့ကိုလွတ်လင်တင်တို့ဒီဧကအမှန်လွတ်ကြလိမ့်ယေရှုကလွတ်မြောက်ကြောင်းလွတ်မြောက်ဖို့ရအတွက်သူဒီအကုန်လုံးအပီးစီလုတ်ခဲ့ပြီးပြီဖြစ်တယ်နော်ဒါကြောင့်သင်တို့ဒီအာဗြဟံရဲ့အမျိုးဖြစ်ကြတယ်ငါသိတယ်ငါတို့ကတော့ကရင်ငါတို့ကတော့ကာပြားငါတို့ကတော့ချင်းစစ်စစ်ငါတို့ကတော့ကရင်စစ်စစ်မဟုတ်ဒီမှာသင်တို့ဒီတဲ့အာဗြဟံရဲ့အမျိုးဖြစ်သူကကောင်းလူသားအလုံးတဲ့ကောင်းကြီးအလုံးကိုအာဗြဟံထဲမှာထည့်လိုက်တာနောက်ထပ်သူကောင်းကြီးမပေးတော့ဒါမဲ့အဲ့ဒီသူကောင်းကြီးပေးထားတဲ့အာဗြဟံမျိုးနွယ်ထဲမှာယေရှုကိုတင်ယုံကြည်တဲ့အတွက်သူကထည့်ပေးလိုက်တဲ့အခါမှာအရင်တော့ဟာတဲ့ဇာခရီးထဲမှာတင်တို့ဟာတဲ့ကျိန်ဆဲရဖြစ်ခဲ့ဘူးပေမဲ့ယခုတော့ကောင်းကြီးမင်္ဂလာရဲ့အရင်မြစ်ဖြစ်သွားပြီတဲ့အာဗြဟံမျိုးနွယ်ထဲမှာဟာလေလုယာကျွန်တော်ဆုတောင်းတဲ့အခါအာဗြဟံမျိုးနွယ်ကျိန်ချင်းအလုံးကနေလွတ်မြောက်စေပြီးတဲ့အခါအာဗြဟံမျိုးနွယ်ထဲမှာထည့်ပေးတယ်ဆိုတာကစကားအဖြစ်မဟုတ်ဘူးအာဗြဟံကိုပေးတဲ့ဂတိအလုံးနဲ့တင်နဲ့ကျွန်တော်နဲ့သက်ဆိုင်တာဖြစ်တယ်ဟာလေလုယာတို့တော့လေတဲ့ငါဤဒေသနာသည်တင်တို့၌တီးနေရာကိုမရသောကြောင့်တင်တို့ဒီငါကိုတတ်အံ့သောငါရှာကြတယ်သူ့ရဲ့စကားသူ့ရဲ့ဒေသနာကတို့ထဲမှာမတီးရလောက်အောင်လောကရနဲ့ရှုပ်ထွေးဩဇာတိရနဲ့ရှုပ်ထွေးလို့ကတော့မင်းတို့ဘာချိုးမှရမှာမဟုတ်ဘူးလို့ပြောတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ကျမတို့ကိုဒီလောက်ထိအစီအစဉ်တွေဆွဲပြီးတော့မှရွေးနှုတ်ကယ်တင်ရတဲ့အကြောင်းယေရုရှလင်မြို့မှာသူဝင်လာတဲ့အခါမှာလူတွေကအော်တောင်းနေတခါတည်းဩဘာတွေပေးကြတယ်ဖယားကသူ့ရဲ့စကားကိုနားထောင်တဲ့အဆုံးထိနားထောင်ပြီးတော့မှမြောက်များစွာသောစာရန်ရဲ့နယ်ပယ်မှာဖမ်းချုပ်ခြင်းခံရတဲ့လူတွေလွတ်ချင်းခွင့်ရဖို့အတွက်သူစေလွတ်လိုက်တဲ့သူ့ရဲ့သားကအဆုံးထိသူလိုက်လျှောက်မယ်လို့ဝန်ခံတဲ့အခါမှာဝမ်းမြောက်လွန်းလို့သူ့ရဲ့သားကိုသူကိုယ်တိုင်ကဂုဏ်ပြုတယ်လို့ကျွန်မယုံကြည်တယ်။ဒါကြောင့်ကျွန်မတို့ဖခင်စကားနားထောင်ခြင်းကိုစ조사ရအောင်စ조사ဆုံးဖြတ်ရအောင်သူ့ရဲ့စကားတစ်ခုနားထောင်ခြင်းကလက်ဝါးကားတိုင်းမှာယေရှုအသေးခံယေရှုညှင်းဆဲခံရတာနဲ့အတူတူဖခင်ကမှတ်တမ်းတင်ထားတယ်နော်။စာအုပ်တော့မှကျွန်မဖတ်ရတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးဒီနှစ်ကတော့တကယ်ကိုတဘာဝလိုနယ်ပယ်ထဲမှာရှိတော်သူတွေယုံကြည်ခြင်းအဖြစ်အသက်ရှင်တော်သူတွေနာခံလိုက်လျှောက်ပြီးတော့မှအဲ့ဒီတဘာဝလွန်ထဲမှာငါကောင်းကြီးတွေရှိတယ်ငါချိုးဖောက်ရမယ်ဘာချိုးဖောက်မလဲကိုတော့မိန်းကလေးကသူ့ရဲ့သွေးသွန်အနာ12နှစ်လုံးခံခဲ့တဲ့အရာယုံကြည်ခြင်းနဲ့သူချိုးဖောက်တယ်သူကမဆုံးဖြတ်ဘူးအဲ့ရထဲမှာတော့သူများတွေကိုကြားမှကြတာငါတော့ဘယ်တော့မှရောက်မှာသူအဲ့ရဘောနေဆင်းမယ်သွေးတွေနဲ့နှံစောနေတဲ့သူ့ရဲ့ဝတ်စားတွေသူတတ်နိုင်တော့လူလဲမယ်ပြီးရင်ဆုံးဖြတ်ချက်နဲ့ချိုးဖောက်ဖို့ယေရှုစီကိုသွားတဲ့အခါမှာတကယ်ပဲသူ့ရဲ့အဝတ်စွန်းလေးကိုသွားထိတဲ့အခါမှာသူ့ရဲ့ချိုးဖောက်ခြင်းကဘလောက်ထိတကိုးကြည့်တယ်လဲယေရှုထဲကနေတကိုးထွက်လာတဲ့အထိတကိုးကြည့်တာဖြစ်တယ်အာမင်ယေရှုထဲမှာအလုံးစုံဘုရားကထည့်ပေးထားတာဖြစ်တယ်
အားလုံးကိုဖျားခင်ကောင်းကြီးပေးပါစေလို့အားလုံး